ကိုပန်းဦးဆိုတာဗန်ပွေးကုန်းကဗျကျုပ်ဆိုရင်လွတ်ခင်တာကျုပ်တို့တွေကညီကိုလိုနေတဲ့လူတွေပေါ့ဗျာကျုပ်ရဲ့ရည်စားလှရင်တည်သွားတော့ဗန်ပွေးကုန်းရွာသားတွေကကျုပ်ကိုတအားကြီးကိုတနာသွားကြတာဗျလှရင်ဆုံးတော့ကျုပ်ကတော်တော်စိတ်ထိခိုက်ခဲ့ရတာပေါ့ဗျာဘဲမှကိုမသွားတော့တာဗျသွားကျင်စိတ်လည်းမရှိဘူးဗျအိမ်ထဲမှာပဲခွေးနေတာအဘားနဲ့တော့ယာတဲ့ကိုအမြဲလိုက်တယ်ဗျအဘားကလည်းကျုပ်ကိုတနာတော့အိမ်မှာနေခဲ့လို့ပဲပြောပါတယ်အိမ်မှာထိုင်နေရင်ပိုဆိုးမှာပေါ့ဗျာအဲ့ဒါကြောင့်အလုပ်ကိုပဲဖိလုပ်ပြီးခံတောင်နေခဲ့ရတာဗျတညက်နေတော့ဝိုင်းအနောက်ဖက်မှာကျုပ်ကနွားစာဆင်းနေတော့အိမ်ရှိကနေခေါ်တန်းကြားလိုက်ရတယ်တာတီဟေးတာတီဒီအတန်ကိုကျုပ်ကကြားဘူးပါတယ်ဆိုပြီးတော့တွေးနေတာဗျအမေဝိုင်းဝါကကျုပ်ကိုခေါ်နေတာဘယ်သူတော့ဗျအေးငါလည်းအဲ့ဒါကြည့်နေတာဘယ်သူလဲမသိဘူးတာတီရဲ့နင်သွားကြည့်လိုက်စမ်းပါဦးကျုပ်လည်းဝိုင်းဝါကိုခတ်တုတ်တုတ်ထွက်လာခဲ့တယ်ဗျဝိုင်းဝါမှာရက်ပြီးကျုပ်ကိုခေါ်နေတဲ့သူကထမ်းပလက်ခမောက်လေးကိုစောင်းထားတာဗျဟာကိုပန်းဦးကြီးပါလားလာလီဗျာဘဲနဲ့ဝိုင်းဝါမှာမတ်တက်ကြီးရက်နေတယ်ဝင်ခဲ့လေဗျာကျုပ်ကကိုပန်းဦးကိုခေါ်လိုက်တယ်ဗျသူ့ကိုတွေ့တော့ကျုပ်ကလှရင်ကိုသတိရမိပြန်တာပေါ့ဗျာလှရင်ရှိတော့ကကျုပ်နဲ့လှရင်နဲ့ချင်းရင်ကိုပန်းဦးကြီးကချင်းပြရတာဗျလာကိုပန်းဦးအိမ်မော်တဲဗျဟာပန်းဦးမင်းအဖေကိုစံဖူးရောနေကောင်းရဲ့လားဟိအဘားကကိုပန်းဦးကိုကလထိုင်မှထိုင်ခမ်းပြီးတော့သူ့တငယ်ချင်းဘိုးစံဖူးအကြောင်းကိုမေးတယ်ဗျနောက်ကထွက်လာတဲ့အမေကလည်းပျော်ပျော်ဆူဆူပဲဗျဟဲ့ပန်းဦးရဲ့နင့်ကိုဘသူမှန်းကိုမသိတာဟိမျက်စိတွေကလည်းမကောင်းတော့ပါဘူးဟာအဘားတို့အကြီးတို့နေကောင်းကြတယ်မို့လားဗျကိုပန်းဦးကလည်းအဘားနဲ့အမေကိုမာချောင်းတာချောင်းမေးတယ်ဗျကျုပ်ကငကားစီးပေါ်လိတ်ကလေးကိုမီးညှိပြီးတော့ကိုပန်းဦးကိုတဲလိုက်တယ်ကိုပန်းဦးကသူ့ဆောင်းလာတဲ့ခမောက်လေးကိုချွတ်ပြီးစပွဲပေါ်ကိုတင်လိုက်တယ်ဗျပြီးတော့ငကားစီးပေါ်လိတ်ကိုနှစ်ဖွာသုံးဖွာဖွာလိုက်ပြီးအားရပါရရှိုက်လိုက်တယ်ဗန်ပွေးကုန်းကနေကုန်းချောင်းလျှောက်လာတော့ကျုပ်တို့ဝိုင်းလေရောက်ရောမောနေတော့တာပေါ့ဗျာတတ်တီမင်းကငါပြောဖို့လာတာကွာဗျာဘာတော့ကိုပန်းဦးရဲ့ငါနဲ့ငါအဘနဲ့အောက်ပြည်ကိုသွားကြမလို့ကွာအဘရဲ့ညီမကိုတွေးကျင်တယ်လို့ပြောတာနဲ့ငါကလိုက်ပို့ရမှာငါရဲ့ရည်နေတာကရွာလေးပဲကွာအင်မတန်သားရတာအင်ကြီးလည်းရှိတယ်စစ်ပင်အင်းလို့ခေါ်တယ်ရွာကိုစစ်ပင်ရွာလို့ခေါ်တာကွာအတော်ကလေးကိုသားရတာဟိမင်းလည်းလှရင်ကိစ္စနဲ့စိတ်ထိခိုက်နေတာမလားစိတ်ပြေလက်ပြောက်လိုက်ခဲ့ပါလားလို့ငါကလာခေါ်တာကွာအဘကလည်းတာတီပါတော့ပိုကောင်းတာဘောလို့ပြောနေတယ်အေးဟုတ်သားပဲတာတီရဲ့နင့်အကိုနဲ့အောက်ပြည်ကိုလိုက်လေကြည့်ပါလားအမေတို့ဇရိတ်အလုံးလောက်ပေးလိုက်မှာပေါ့စစ်ပင်ရွာဆိုတာစစ်ပင်ကြီးတပင်ပေါက်နေတဲ့အင်းကိုအစွဲပြုတ်ပြီးခေါ်တာလားဒါမှမဟုတ်စစ်ပင်ရွာကိုအစွဲပြုတ်ပြီးမှစစ်ပင်အင်းလို့ခေါ်တာလားတော့ကျုပ်လည်းမသိဘူးဗျအင်းကြီးအကြီးကြီးတစ်ခုရှိနေတဲ့ရွာဆိုတာတော့ကျုပ်ကသိတယ်ဗျတိုက်တိုက်ဆိုင်ဆိုင်လို့ပဲပြောရမှာပေါ့ဗျာကျုပ်တို့ရောက်တဲ့မနက်မှာပဲတရွာလုံးယုံဖြစ်နေကြတာဗျဘာဖြစ်လို့တော့ဆိုတော့ရွာထဲကရွာသားတယောက်တေလို့တဲ့လူသေးတာပဲစမ်းသလားလို့ကျုပ်ကတွေးမိတယ်ဗျဒါပေမဲ့ရိုးရိုးသေးတာမဟုတ်ဘူးဗျတရေတက်လို့သေးတာတဲ့ဟာတရေတက်တယ်ဆိုတာဘလို့သိတာတော့ကွာအခုသေးတဲ့ကိုဆောင်းဆိုတဲ့လူကတရွာလုံးကခင်တဲ့လူဗျရန်ညွန်းရန်စားဆိုတာလည်းရှိတဲ့လူမဟုတ်ဘူးတဲ့ဒါဆိုရင်ဘလို့လို့သေးတာတော့စစ်ပင်အင်းကြီးထဲမှာညကငါးခုဖန်ထားတယ်ဗျာကိုနဲ့တွားပြစ်တာဆိုပဲအဲ့ဒါအင်းဆောင်တရေကလေဘင်းကိုလိန်ချိုးလိုက်တာတဲ့ဗျကိုဆောင်းရဲ့အလောင်းကလေဘင်းကြီးကျိုးပြီးတော့မျက်နှာကကြောကုန်းဘက်ကိုရောက်နေတာဆိုပဲဗျဆိုးလာကြည်လားလို့ကျုပ်လဲတွေးမိတာဗျကိုဆောင်းရဲ့အလောင်းဘေးမှာကွန်လေးတစ်ခုနဲ့ငါးထဲတဲ့ပလိုင်းကလေးတစ်လုံးတွေ့တယ်ဗျဟင်းစားလေးပါလေးရဖို့ကွန်လာပြစ်မိတာကိုဒီလောက်ပဲလှုပ်လိုက်ရလားလို့ကျုပ်ကတွေးပြီးတော့စိတ်မကောင်းဖြစ်မိတာပေါ့ဗျာကျုပ်တို့တဲတဲ့အိမ်ကဘိုးဆန်ဖူရဲ့ညီမအိမ်လေးဗျာသူတို့ကတော့အင်းမလုပ်ဘူးဗျလဲလှုပ်စားကြတာရွာထဲမှာလဲလှုပ်တဲ့လူကအတော်နေတာဗျတော်တော်များများကစစ်ပင်အင်းကြီးထဲမှာအခြေခံအင်းသားနဲ့အင်းကူလီတွေကြည့်ပဲတဲ့အင်းကူလီဆိုတာကအင်းထဲမှာငါးဖန်းငါးချောက်ခွဲငပိလုတ်တဲ့လုတ်သားတွေပေါ့ဗျာငါးတွေလည်းထမ်းရတာပေါ့ဗျဘိုးဆန်ဖူရဲ့ညီမနာမည်ကအကြီးမယ်ရွှေတဲ့ကိုပန်းဦးနဲ့ကျုပ်ကိုတွေ့တာနဲ့လှုပ်ကိုခင်းတာဗျသူတို့မလဲအောက်ပြည်အောက်ရွာသားရောက်နေတာဗျအညာကိုတော့အတော်လွမ်းနေပုံပဲကျုပ်တို့အညာသားတွေကိုတွေ့တော့အကြီးမယ်ရွှေခမပျော်လိုက်တာဗျကိုပန်းဦးနဲ့ကျုပ်ကိုလည်းပန်းဦးနဲ့တာတီဆိုပြီးဗဇက်ကနေမချတော့ဘူးဗျအကြီးမယ်ရွှေရဲ့ယောက်ျားကြီးကလည်းလွတ်သဘောကောင်းတဲ့လူကြီးဗျညနေဆောင်ရင်ကစောကလေးမှုပြီးတော့အေးအေးဆေးဆေးနှက်နေတော့တာဗျနာမည်ကတော့ဦးမိုးတီတဲ့ရောင်တုံးကြီးနဲ့ဗျ
ကိုပန်းဦးနဲ့ကျုပ်ကိုရောသူ့ရောက်ဖဘိုးဆန်ဖူးကိုရောဂယူးဆိုင်လိုက်တာလူလီသေးမရှိအောင်ပါပဲဗျာတာတီရီမင်းတို့ရောက်တဲ့နေ့မှာမှတိုက်တိုက်ဆိုင်ဆိုင်ကွာဒီတရေကလူတက်ရတယ်လို့အင်းတရေတဲ့ဘာအင်းတရေလဲမိုးသီးနဲ့တွေးလိုက်စမ်းကျင်တယ်ကွာအင်းတရေနှင်းခဲ့ဖြစ်သွားမယ်အကြီးမဲ့ရွှေရဲ့ယောက်ျားဦးမိုးသီးကညနေဆောင်ကစောကလေးမူးလာတော့မူးမူးနဲ့အင်းတရေကိုကျိန်းနေတာဗျို့ကိုမိုးသီးတော်တလောက်တက်တိရှိနေရင်ဒီညအင်းထဲမှာကွန်သွားပြစ်ကြည့်ပါလားအကြီးမဲ့ရွှေကငေါတော်တော်နဲ့ပြောတာဗျို့ဟာမဲရွှေရငါဘယ်တော့ကအကုသိုလ်အလုပ်တွေလုပ်ဖူးလို့တော့နင်သိပါတယ်မဲရွှေရအပူရီပြောမနေစမ်းပါနဲ့ဦးမိုးသီးကကြောက်တာကိုကြောက်တယ်လို့မပြောဘဲဝိဝိုက်ပြောနေတာဗျို့သူ့ရောက်ဖဘိုးဆန်ဖူးကလည်းဦးမိုးသီးပြောတာကိုအသာကျိတ်ပြီးတော့ရည်နေတာဗျဒီတော့ကိုပန်းဦးကသူ့ဦးလေးတော်ဦးမိုးသီးကိုမေးတာဗျို့ဦးလေးဒီအင်းတရဲဆိုတဲ့ဟာကြီးကဦးလေးတို့ရွာမှာအခုလိုပဲလူတွေတက်နေကြလားဗျဟာမဟုတ်ပါဘူးတူကြီးဟာတခါမှမတက်ဘူးပါဘူးရီနဲ့ပတ်တာတို့အတန်ပေးတာတို့ပြီးတော့ရီကိုတဝုံဝုံလှုပ်တာတို့လောက်ပဲရှိတာပါအဲ့ဒီလောက်6လိုက်လန်းလိုက်တယ်ဆိုရင်ငါးခိုးတဲ့သူတွေကပြေးကြတာပါပဲကွာဒီတခါကလဲပင်လိန်ချိုးပြီးတက်ပြတာကွာတရဲတက်တာရောဟုတ်ရလားမသိပါဘူးအင်းတကြီးမွေးထားတဲ့လူမိုက်တွေများတက်လိုက်တာလားမသိဘူးကွာဒါနဲ့နေပါဦးကိုဆောင်ကိုတရွာလုံးကခင်ကြတယ်ဆိုကျုပ်ကဝင်ပြီးတော့ထောက်ပြတယ်ဗျအေးကွာမောင်တာတေရမင်းကအင်မတန်တွေးခေါ်ကောင်းတဲ့လူငယ်ပဲဟုတ်ပါကွာအင်းတကြီးမွေးထားတဲ့လူမိုက်ဆိုတာကလည်းတခြားမှမဟုတ်တာဒီရွာသားတွေပဲလေကွာအားလုံးနဲ့ငဆောင်းနဲ့ရင်းနှီးတဲ့ကောင်တွေပဲကွာဒီကောင်လေးတွေကတော့ငဆောင်းကိုတတ်မှာမဟုတ်ပါဘူးကွာဒါဆိုရင်တော့တရေတက်တာပဲဖြစ်မှာပေါ့ဦးလေးမိုးသီးရဲ့ကိုပန်းဦးကဝင်ပြောတော့ဦးမိုးသီးကလည်းတွေ့ပြီးတော့စဉ်းစားနေတာဗျို့ခဏနေတော့မှပြန်ပြောတယ်ဗျဟုတ်လောက်တယ်ကွာလွန်ခဲ့တဲ့3ညလောက်ကရွာရှိပိုင်းကစံမြတို့ညီကိုစစ်ပင်အင်းမှာညဘက်သွားပြီးတော့ငါးခိုးဖမ်းကြတာတဲ့အရက်ကြီး15ပေလောက်ရှိတဲ့မဲမဲအကောင်ကြီးတကောင်အင်းရီပြင်ပေါ်မှာပြေးလာတာတွေ့လို့ဟိုညီကို2ယောက်ကထွက်ပြေးလာတာအိမ်ရောက်တော့မနှဲကိုနှာနဲ့ယူရတယ်ဆိုပဲကွာဟာဒါဆိုရင်ကိုဆောင်ကိုတတ်တာလဲအဲ့ဒီကောင်ကြီးပဲဖြစ်မှာပေါ့ဦးလေးမိုးသီးရဲ့ကျုပ်ကဦးမိုးသီးကိုထောက်ပြလိုက်တယ်ဗျအေးကွာတာတီပြောတာဟုတ်နိုင်တယ်အရက်အရှိကြီးတယ်ကွာရီပေါ်မှာကိုပြေးနိုင်တာဆိုပဲအဲ့ဒါဦးလေးမိုးသီးတို့ပြောတဲ့အင်းတရဲဆိုတဲ့အကောင်ကြီးပဲဖြစ်မှာပေါ့ဗျကျုပ်ကပြောလိုက်ပြီးတဲ့နောက်မှာတော့အားလုံးပဲငြိမ်နေကြတယ်ဗျပြီးတော့မှအကြီးမဲ့ရွှေကပြောတာဗျို့ဒီအင်းကြီးထဲမှာဘသူမှငါးခိုးရဲတော့မှာမဟုတ်ပါဘူးလေကျုပ်တို့အားလုံးပဲငြိမ်ပြီးတော့တွေးနေကြတယ်ဗျအဲ့ဒီညကကျုပ်တို့3ယောက်ခကြီးကလည်းပန်းလာတော့အိတ်လိုက်ကြတာမနှက်ပိုင်းနေအတော်မြင့်မာကိုနိုးတော့တာဗျို့နိုးပြီလားကွာပန်းဦးတို့တာတေတို့ဦးမိုးသီးရဲ့အတန်ကိုကျုပ်ကြားလိုက်တာဗျကျုပ်တို့အိတ်ခမ်းထဲမှာနေတော်ထိုးနေပြီဗျို့ကိုပန်းဦးနဲ့ကျုပ်နဲ့ကအိတ်ရာကနေကြပြားကြရာထားလိုက်တယ်ကျုပ်တို့အညာမှာအညာနွားရောအညာသားရောဝေလီဝေလင်းအိတ်ရာထားကြရတာဗျအခုလိုသာအိတ်နေရင်ကျုပ်ရဲ့အဘကအားကြီးစိတ်ဆူတာကျုပ်ကိုခြေထောက်နဲ့ကန်ပြီးနှိုးမှတေးကြတာပေါ့ဗျာကိုပန်းဦးနဲ့ကျုပ်နဲ့မင်းညကကြံတဲ့ကြက်သားဟင်းနဲ့ထမင်းချမ်းစားကြတယ်ဗျထမင်းချမ်းစားနေတော့မှဘိုးဆန်ဘူးကပြောတာဗျို့မင်းတို့ကိုစားရင်တောက်ရင်ပဲပြောရတော့မှာပဲကွာညကဒီရွာမှာလူတယောက်ထပ်ပြီးတော့တည်သွားတယ်တဲ့ဗျာကိုပန်းဦးရောကျုပ်ရောအံ့ဩသွားကြတာပေါ့ဗျာဟာဟုတ်လားဗျအင်းနဲ့ပတ်သက်တာလားဘိုးဆန်ဘူးကျုပ်ကကျုပ်ရဲ့ဗီဇာအတိုင်းဆက်စုကြည့်တာပေါ့ဗျာပတ်သက်ပါပြီလားမောင်တာတရားညကတည်သွားတာအင်းတကြီးဦးလာကြီးကိုယ်တိုင်ပဲကွာဗျာအင်းတကြီးတည်သွားတယ်ဟုတ်လားကိုပန်းဦးကလည်းအံ့ဩပြီးတော့မေးတာဗျို့ဘလူတွေများဖြစ်တာတော့ဗျာဒီလိုမောင်တာတရားမင်းညကငဆောင်းကိုလဲလိန်ချိုးပြီးတက်ပစ်လိုက်တာအင်းတကြီးမွေးထားတဲ့အင်းဆောင်တရေတဲ့ဟိအင်းတကြီးကသူ့မွေးထားတဲ့အင်းဆောင်ကိုတော်တော်ကိုစိတ်ဆိုးတာတဲ့သူ့မွေးတော့ကငါးခိုးတဲ့လူတွေကိုကြောက်အောင်လန့်အောင်တော့ပဲလှုပ်ခိုင်းတာဆိုပဲအခုလိုတက်ပြတော့အင်းတကြီးဦးလာကြီးကစိတ်ဆိုးပြီးမနေ့ကညကသူ့မွေးထားတဲ့အင်းဆောင်တရေကိုခေါ်ပြီးတော့စူပူကျိန်းမောင်းတဲ့ဗျာဒါပေမဲ့အဆောင်တရေကလုံးဝအရင်စိတ်ဝင်ပြီးတော့အင်းတကြီးကိုပါလဲပင်လိန်ချိုးပြီးတက်လိုက်တာတဲ့ကွာဟာဖြစ်မှဖြစ်ရလေဗျာအင်းတကြီးရဲ့မိသားစုကတော့တော်တော်ကိုကြောက်ကြမှာပဲကိုပန်းဦးကပြောတော့အကြီးမဲ့ရွှေကလည်းဝင်ပြောတယ်ဗျအင်းတကြီးတည်တာကငဆောင်းတည်တဲ့ပုံစံနဲ့တပုံစံနဲ့ပဲတဲ့မျက်နှာကြီးကနောက်ကျောဘက်ကိုရောက်နေတာဆိုပဲလဲပင်ကိုလိန်ပြီးတော့ချိုးလိုက်တာတဲ့ဟိအခုသူ့မိသားစုကိုရွာသားတွေကတွားပြီးစောင့်ရှောက်ကြရမှာပေါ့ကျုပ်ကလည်းကျုပ်ထင်တာကိုမေးလိုက်မိတာဗျမောင်တာတရေကိုလာအေးရဲ့မိသားစုကိုဘယ်သူမှစောင့်ရှောက်ဖို့မလိုတော့ဘူးကွအကြီးမဲ့ရွှေပြောလိုက်တော့ကျုပ်ကအံ့ဩသွားတယ်ဗျ
ဘာကိုပြောချင်မှန်းကျုပ်ကတကယ်မသိတာဗျဟင်ဘာဖြစ်လို့တော့ကြီးရဲ့အဲ့ဒီအင်းဆောင်တရေဆိုတဲ့လှအေးမွေးထားတဲ့တရေကလှအေးကိုတက်ပြီးတာနဲ့အင်းထဲမှာစောက်ထားတဲ့သူတို့ရဲ့အိမ်ကြီးကိုတွန်းပြီးတော့နှဲ့တော့တာရဲ့ဟိအိမ်ကြီးဆိုတာတစ်ပင်ကြီးရိမ့်တယ်လို့ကိုရိမ့်နေတာတဲ့လှအေးရဲ့မိသားစုလည်းလှအေးရဲ့လောင်းကြီးကိုဒီတိုင်းထားပြီးတော့ထွက်ပြေးကြရတာဆိုပဲဟာဒါဆိုရင်ညကလေးကရွာထဲကိုရောက်နေကြတာပေါ့ဟုတ်လားကြီးအေးဟုတ်တယ်ပန်းဦးကြီးဒီရွာရှိပိုင်းမှာစစ်ပင်တကြီးလှအေးရဲ့အိမ်ကြီးရှိတယ်လေနဲတဲ့အိမ်ကြီးမဟုတ်ပါဘူးဟဲ့ပတ်စံရှိတော့လဲစောင့်နိုင်တာပေါ့လေအခုတော့စစ်ပင်တကြီးခမအိမ်ကြီးကိုထားခဲ့ရပြီပေါ့လေနေပါဦးကြီးရဲ့အင်းတကြီးရဲ့အလောင်းကြီးကိုအင်းထဲမှာအခုထိဒီတိုင်းပဲထားတော့လားဗျကိုပန်းဦးကလည်းသူသိကျင်တာကိုမေးတယ်ဗျဟာကြမ်းကြမ်းဖန်ဖန်မောင်ပန်းဦးရာမနက်မိုးလင်းတာနဲ့မြို့ကရဲစခန်းကိုအကြောင်းကြားပြီးတော့ရဲတွေကိုခေါ်ရတာပေါ့ကွာမနက်ဝေလီဝေလင်းမှာမြို့ကရဲတွေရောက်လာပြီးအင်းတကြီးရဲ့တဲကြီးကိုတွားကြတာပေါ့ဟိုကိုရောက်တော့အင်းတကြီးရဲ့အလောင်းကိုတရေကစားပစ်ထားရတယ်ဟိအသားတောင်တိတ်မကြံတော့ဘူးဆိုပဲဗျာစားထားတယ်ဟုတ်လားဦးလေးမိုးဒီအေးဟုတ်ပါတယ်ဆိုကွာအဲ့ဒီအယိုးစုတတရှိတဲ့အလောင်းကိုဒီမှာပဲစစ်ဆေးပြီးတကြိုးခွင့်ပြုခဲ့လို့ဒီနေ့နေ့လယ်မှာအင်းတကြီးလှကြီးရဲ့အာတုဘကိုတကြိုးကြလိမ့်မယ်ကွတော်တော်ကိုရိုင်းဆိုင်သွားတဲ့အင်းတရဲပါလားလို့ကျုပ်ကတွေးလိုက်မိတယ်ဗျအိမ်ကိုညားကလှုပ်တာတစ်ပင်တပင်လိုကိုရမ်းခါနေတာဆိုပဲဒီတော့လေအင်းတကြီးမိသားစုကညာရင်းချင်းပဲရွာကိုပြန်ပြေးကြရတာပေါ့ဗျာဒီသတင်းတွေကိုကြားရတော့ကျုပ်ကတော်တော်ကိုအံ့ဩသွားမိတာဗျဒါပေမဲ့ဒီရွာမှာကျုပ်ကဧည့်သည်လေဗျာဒီကိစ္စတွေကိုကျုပ်ကဘာလုပ်ပေးလို့ရမှာတော့ဒါပေမဲ့ကျုပ်ရဲ့အတွေ့အကြုံရသိတာတော့တခုရှိတယ်ဗျဒီအင်းဆောင်တရေကြီးကဒီလောက်နဲ့ရက်သွားမှာမဟုတ်ဘူးဆိုတာကျုပ်သိတာပေါ့ဗျာကျုပ်ထင်တဲ့အတိုင်းပဲဖြစ်လာတယ်ဗျညနေ2ရိုင်းသွင်းချိန်မှာအင်းဆောင်ကြီးကရေပေါ်မှာရှောက်ပြေးနေတာကိုရွာသားတွေကတွေးလိုက်တယ်တဲ့ပြီးတော့ငါးတွေကိုအစိမ့်လိုက်စားနေတာကိုလည်းတွေးတဲ့သူကတွေးတယ်တဲ့ဗျအင်းတကြီးကလည်းသိပြီးအင်းတကြီးရဲ့မိသားစုကလည်းထွက်ပြေးကြရပြီငါးခိုးဖမ်းဖို့နေနေတာသာအင်းပိုင်ရှင်တွေတောင်မှထွက်ပြေးနေကြရတာဗျချက်ချင်းကိုပဲစစ်ပင်အင်းကြီးက6တွေ့သွားတာပေါ့ဗျာရီဒီပြည့်နေတဲ့အင်းကြီးကကျုပ်ရဲ့မျက်စိထဲမှာအတော်ကိုလှတာဗျအင်းရီပြင်းပေါ်မှာငါးဖက်နဲ့တန်ငါလီကလေးတွေကိုငေးပြီးကြည့်ရတာကအတော်လှတာဗျအခုတော့စစ်ပင်အင်းကြီးကမလှတော့ဘူးပေါ့ဗျာအင်းရီပြင်းကိုဖြတ်ပြီးတော့ရေပေါ်မှာပြေးသွားနေတဲ့မဲမဲအရေးကြီးတစ်ခုကိုမြင်နေရတော့လေဘသူမှအင်းကြီးအနာကိုမသွားရဲကြတော့ဘူးဗျကျုပ်တို့စစ်ပင်အင်းရွာကိုရောက်တဲ့တတိယညပေါ့ဗျာညတကောင်ကျော်လောက်မှာစစ်ပင်အင်းတရွာလုံးကင်းတန်ချောင်းတွေခောက်ကြတယ်ဗျဟဲ့ဘာဖြစ်တာတော့အကြီးမဲ့ရွှေလဲလန့်သွားပြီးတော့မေးတာဗျဦးမိုးဒီကသူ့မိမကိုပြန်ပြောတယ်ဗျဘာဖြစ်တာလဲဆိုတာတော့ဘယ်သိမလဲမဲရွှေရငါတို့လဲနားဆွင့်နေတော့မယ်ဟာဒီတုန်းမှာပဲရွာထဲကလူငယ်တွေရွာလမ်းပေါ်ကိုပြေးထွက်လာကြတယ်ဗျဟဲ့ကောင်ငါထွားဘာဖြစ်တာတော့မဲမဲကြီးဗျရွာထဲကိုဝင်လာလို့ကျုပ်တို့တန်ချောင်းခောက်ရတာဟေးဘယ်ဘက်ကိုသွားတာတော့ငါထွားရဲ့ရွာရှိဘက်ကိုသွားတာဗျအင်းတကြီးဦးလာကြီးတို့ရဲ့အိမ်ဘက်ကိုသွားတာဗျဟောပြောနေတော့မှပဲရွာရှိပိုင်းကင်းတဲ့ကနေတန်ချောင်းခောက်တာနေထွက်လာတာဗျဟာရွာရှိပိုင်းကတန်ချောင်းနေခောက်ပြီဟေးဦးမိုးသီးကပြောတာဗျဘိုးဆန်ဘူးကလည်းနားကလေးဆွင့်နေတယ်ဗျလိုက်ဟေးလိုက်အင်းတကြီးရဲ့ဝိုင်းတွေကိုဝင်သွားတယ်ဟေးဓမီထိုးကြစမ်းဓမီထိုးကြဟာအိမ်ကြီးကိုတွန်းနေပြီထင်တယ်ဟာအိမ်ကြီးကရမ်းခါနေတာပဲတွန်းနေဟေးတွန်းနေအိမ်ထဲကနေအင်းတကြီးရဲ့မိသားစုပြေးထွက်လာပြီအိမ်ကြီးကတော့ရမ်းခါနေတာဟေးတော်တော်ကိုကြောက်စရာကောင်းတာကွာရွာထဲကအတန်တွေကိုကျုပ်တို့တွေအတိုင်းသားကြားနေရတာဗျဟောအိမ်ကြီးကတော့ငြိမ်သွားပြီဟေးမတွန်းတော့ဘူးထင်တယ်နားထောင်ကြစမ်းဘာတန်ကြီးတုံးဟာဒါခြေတန်ကြီးပဲပြေးကြဟေးပြေးကြရွာထဲကိုဝင်လာတဲ့ခြေတန်ကြီးကွာတရွာလုံးပွက်ပွက်ကိုညံနေတော့တာဗျဟုတ်ပါဗျာခြေတန်ကြီးကိုကျုပ်တို့လည်းကြားနေရတာဗျခြေတန်ကြီးကရွာထဲကိုဖျက်လျှောက်ပြီးတော့တဖြည်းဖြည်းဝေးသွားတာဗျအင်းကြီးစီကိုပြန်သွားတာဖြစ်မယ်ဗျလူတန်တွေလည်းတဖြည်းဖြည်းတော့တိတ်သွားပြီဗျစစ်ပင်ရွာသားတွေတော့ဒုက္ခအကြီးကျယ်တွေးကြပြီပေါ့ဗျာအင်းတကြီးကသူ့ရဲ့အင်းကိုငါးခိုးမဖမ်းရအောင်6ဖို့လန့်ဖို့လောက်ပဲရည်ရွယ်ပြီးမွေးခဲ့တဲ့တရေကသူ့ရဲ့အာကုသူတွေများလွန်းတာနဲ့အရိုင်းစိတ်ဝင်လာပြီးတော့လူတွေတက်တော့တာဗျအခုတော့အတန်ပြောက်သွားပြီဗျဒါပေမဲ့ဒီအင်းတရေကြီးကဒီတိုင်းငြိမ်သွားမှာတော့မဟုတ်ဘူးဗျဆက်ပြီးတော့သွာလာနေအောင်မှတေးကြတာပေါ့ဗျာစစ်ပင်အင်းတရေကြီးကသူ့ကိုကျွေးမွေးထားတဲ့အင်းတကြီးကိုတက်လိုက်ပြီးတော့အားလုံးကိုတော်လှန်လိုက်တာဗျညရောက်လို့10နာရီကျော်တာနဲ့စစ်ပင်အင်းကကင်းသမားတွေတန်ချောင်းခောက်တော့တာဗျ
အရှိဘက်ကိုသွားပြန်ပြီဟေ့ပေ20လောက်မြင့်နဲ့မဲမဲကြီးကွာရွာတွေကအော်တန်နေညဘက်ရောက်တာနဲ့ပေါ်လာတာဗျဟာအင်းတကြီးရဲ့အိမ်ကြီးကိုသွားပြီးတော့တွန်းခါနေတာဗျငယ်တန်ပောင်အော်တဲ့အတန်နေကျုပ်တို့တဲတဲ့ဦးမိုးသီးနဲ့အကြီးမဲ့ရွှေတို့ရဲ့အိမ်ကနေအတိုင်းသားကိုကြားနေရတာဗျဟောရွာတွေကိုပြန်လှည့်လာပြီဟေ့ကာလာသားတွေရဲ့အော်တန်ဟစ်တန်တွေတတိပေးတန်တွေကိုကျုပ်တို့ကအတိုင်းသားကြားနေရတာတော်တော်တော့ခြောက်ချဖို့ကောင်းနေဗျဘာကွာအင်းတကြီးရဲ့သားကိုတတ်ဖြစ်ခဲ့တယ်ဟုတ်လားရွာတွေကစကားပြောတဲ့ကြီးကိုကျုပ်တို့ကြားလိုက်ရတာဗျနေပါဦးအင်းတကြီးရဲ့သားဆိုတော့အကြီးကောင်လားအငယ်ကောင်လားကွာအကြီးတယ်ဟိစံအေးကွာစံအေးသေးတာရွာတွေကစကားပြောတဲ့နေကအရန်ကိုစိုးရိမ်တုန်လှုပ်နေကြတဲ့အတန်နေနဲ့ပေါ့ဗျာကျုပ်တို့လည်းအကြီးမဲ့ရွှေတို့အိမ်ထဲကပဲနားထောင်နေကြရတယ်ဗျကျုပ်ကအညာကလာတဲ့ဧည့်သည်လေးဗျာဒီရွာမှာကျုပ်တို့ကိုပန်းဦးတို့ကိုဘယ်သူမှသိကြတာမဟုတ်ဘူးဗျသူတို့မှထိတ်လန့်နေတဲ့ကြားထဲလူစိမ့်သူစိမ့်တွေ့လို့ပို့ပြီးစိုးနေမှစိုးရိမ်ရသေးတယ်ဦးလေးမိုးဒီလေရွာထဲကိုထွက်သွားတယ်ဗျဓမီကလေးတစ်လက်နဲ့ဟိုထိုးတီထိုးသွားတာပေါ့ဗျာထမင်းတိုးကြက်လောက်ကြတော့ဦးလေးကပြန်ရောက်လာတယ်ဗျအင်းတရဲဆိုတဲ့ကောင်ကြီးကနေတဲ့ကောင်ကြီးမှမဟုတ်တာပေ20လောက်ကိုရှိလာတယ်ဟိအရိပ်ကြီးလို့မဲမဲကြီးတဲ့တရွာလုံးကိုမြင်နေကြရတာအင်းတကြီးလှရဲ့အင်ကြီးကိုသွားပြီးတော့တွန်းနှဲ့နေတာတဲ့အိမ်ထဲကလှရဲ့မိသားစုကတော့ကြောက်လန့်ပြီးတော့ငဲတန်းပေါင်အော်လာတဲ့ဟိဒီမှာရင်မဲလှရဲ့သားအကြီးကောင်ဆန့်ရေးကငှက်ကြီးတောင်ဓာကြီးဆွဲပြီးတော့ပြေးထွက်လာတာတဲ့ပြီးတော့အဲ့ဒီမဲမဲကြီးကိုဓာနဲ့မနာရန်ခုတ်တာတဲ့အဲ့ဒီတော့ထိသွားရောက်လာကိုမိုးသီးရဲ့အကြီးမဲရွှေကလည်းအံ့ဩပြီးတော့ဝင်မေးတာဗျဟာမဲရွှေရဟိုကတရဲပါဆိုမှတော့ဘဲကထိရမလို့လေကိုခုတ်တယ်လို့ပဲဖြစ်နေမှာပေါ့ဟာနောက်တော့တရဲကစံရေးကိုလဲပင်လိန်ချိုးလိုက်တယ်တဲ့ဟေးဒါဆိုရင်ငဆောင်းသေးတယ်လို့မျက်နှာကြီးကကြောကုန်းဘက်ကိုရောက်သွားရောလားအကြီးကအထိတ်တလန့်နဲ့မေးတာဗျဟုတ်ပါမဲရွှေရငါရောက်သွားတော့စံရေးရဲ့အလောင်းကိုစောင်းကြားကြီးနဲ့အုပ်ထားတယ်ဟာအလောင်းရဲ့ဘေးမှာဖုန်ကြီးเจ้าမှနေတဲ့ငတန်းတို့ညီကိုတွေစောင့်နေတာလေငါ့ကိုမြင်တော့ကြည့်မလားဆိုပြီးတော့စောင်းကြီးကိုလှက်ပြတယ်မဲရွှေရနင်စောစောကပြောသလိုပေါ့ဟာစံအေးရဲ့မျက်နှာကြီးကကြောကုန်းဘက်ကိုရောက်ပြီးတော့မှောက်ခုံကြီးတီးနေတာဟိအကြီးမဲရွှေကတော်တော်ကိုကြောက်သွားတာဗျဟဲ့နားထောင်စမ်းမဲရွှေဘာသာနေတော့ဟာစစ်ပင်ရွာသူရွာသားများခမညာကျုပ်တို့ရွာမှာအန်ရယ်ကြားရောက်နေပြီဖြစ်လို့တအိမ်ကိုတယောက်ဒုတ်ထားလက်နက်တွေကင်ဆောင်ပြီးတော့ကိုယ့်ရဲ့အိမ်ရှိမှာကင်းထွက်ဆောင်ကြဖို့တကြီးကနေနှိုးဆော်လိုက်ပါတယ်တကယ်လို့ရွာထဲကိုမကောင်းဆိုးဝါးတွေဝင်လာပါကအိမ်တိုင်းရှိသမျှတန်မုံတွေကိုတီးခေါက်ချောက်လန့်ကြရမည်စစ်ပင်ရွာတကြီးအမိတ်ကာလာသားတွေကရွာထဲကိုလှည့်ပြီးတော့လှုံ့ဆော်တာဗျကဲဒါဆိုရင်အဘတို့ကြီးတို့အိတ်ကြဗျကျုပ်နဲ့ကိုပန်းဦးနဲ့ကင်းထွက်ဆောင်မယ်ဗျဦးလေးဦးမိုးဒီကကျုပ်တို့ကိုငှက်ကြီးတောင်တာတယောက်တစ်ချောင်းပေးတယ်ဗျပြီးတော့4000တန်စီပုံတစ်ပုံလည်းပေးတာဗျကျုပ်ကတော့ကျုပ်မှာအစင်သင့်ပါလာတဲ့မျက်ကွင်းစီးတောင်ကိုထုတ်လိုက်တယ်ဗျအကြီးမဲ့ရွှေရဲ့ကြောက်ပြင်းမှာမတိမတာတွေးပြီးတော့မျက်စိကိုကွင်းထားလိုက်တာဗျအကြီးမဲ့ရွှေတို့ဘိုင်းထဲမှာဖြာလေးတစ်ချက်ခင်းပြီးတော့ကျုပ်နဲ့ကိုပန်းဦးနဲ့ကင်းဆောင်ကြရတာပေါ့ဗျာအကြီးမဲ့ရွှေကကျုပ်တို့စားဖို့လက်ဖက်တုံးနဲ့ရင်နွေးချမ်းချပေးပါတယ်ညက်နဲ့လာတော့လူကြီးတွေလည်းအိတ်ကြပြီပေါ့ဗျာတရွာလုံးကိုငိန်ကျသွားတာဗျတော်တော်တော့စိတ်မကောင်းစရာပါပဲဗျာနှစ်ညအတွင်းမှာလူ3ယောက်အသေးစိုးနဲ့တေးခဲ့ရတာပြီးတော့တရွာလုံးလည်းတုံလုံးခြောက်ချသွားတာဗျစစ်ပင်အင်းကြီးကရွာရဲ့နောက်ဘက်မှာရှိတာလေအင်းပေါင်ပေါ်ကနေမြောက်ဘက်ကိုကြည့်လိုက်လို့ရှိရင်ပဲခူးရိုးမကြီးကိုလှမ်းမြင်နေရတာဗျအင်းပြင်ကြီးကိုဖျက်ကျော်ပြီးတော့ရိုးမတောင်တန်းကြီးကိုမြင်နေရတဲ့မြင်ကွင်းကတော်တော်ကိုလှတဲ့မြင်ကွင်းပါဗျာဟောခောက်ပြီဗျရွာရဲ့အနောက်ဘက်ကင်းကစပြီးခောက်တာဗျအင်းကြီးရှိတဲ့ဘက်ကပေါ့ဗျာဟာတခြားကင်းတဲတွေကပါလိုက်ခောက်နေတာဗျတရွာလုံးကိုတန်ချောင်းတန်နေစူညံသွားတာဗျလူတန်နေကြားရပြန်ပြီဗျရွာလေလန်းအတိုင်းဝင်လာတာဟေ့အကြီးမဲ့ရွှေတို့ကရွာလေလန်းမှာနေတာလေဗျာကျုပ်တို့ကခြံစည်းရိုးနားကိုပြေးကပ်လိုက်တယ်ဗျဟာခြေတံကြီးကြားနေရတာဗျလာပြီဗျကျုပ်တို့ဘက်ကိုလာနေတာနီးလာပြီဗျကျုပ်ကခြံစည်းရိုးမှာကပ်ပြီးတော့အပေါက်ကနေအပြင်ကိုကြည့်နေတာဗျကိုပန်းဦးကတော့ကျုပ်ရဲ့နောက်မှာကပ်ပြီးဓားကိုကြစ်ကြစ်ပအောင်စုပ်ထားတာဗျဟောလာပြီဗျနေတဲ့အကောင်ကြီးမဟုတ်ဘူးဗျဟုတ်တာပေါ့ဗျာရွာသားတွေပြောသလိုပဲပေ20လောက်ရှိမယ်တကူလုံးမှာအမွှေးမဲမဲကြီးတွေဖုံးနေတာဗျမျက်လုံးကြီးကလည်းရဲရဲတောက်နေတာဗျတလုံးတလုံးကိုဟင်းရည်တောက်ပကံကြီးလောက်ရှိတယ်ခေါင်းကြီးကလည်းခွဲတောင်းကြီးလောက်ရှိမယ်ဗျဖះတာတီလိုနာနာဘာဝမျိုးစုံမြင်မှုတဲ့ကောင်တော်မှဖះတရတယ်ဗျဒီလောက်ကြီးမားပြီးတော့ကြမ်းတက်တဲ့တရေတပက်ကြီးကို
အခုလိုအနီးကတခါမှမြင်ဘူးတာမဟုတ်ဘူးလေသွားပြန်ပြီဗျရွာရဲ့အရှိဘက်ကိုအင်းတကြီးရဲ့အိမ်ကိုပဲသွားတာဖြစ်မယ်ဗျကြည့်ရတာတော့အင်းတကြီးမိသားစုကိုအကုန်လုံးတက်ပြစ်မလို့နဲ့တူတယ်ဗျဟောရွာတွေကနေတန်မုံတီးတဲ့အတန်ကြီးထွက်လာပြီဗျကိုပန်းဦးနဲ့ကျုပ်လဲတန်မုံတွေကိုတီးရတာပေါ့ဗျာအိမ်မော်ကရီးမဲ့ရွှေတော်မှနိုးလာပြီးတော့တန်မုံတီးနေတယ်ဗျအဲ့ဒီအချိန်မှာပဲအတန်ကြီးကိုကြားလိုက်ရတယ်ဘာတန်ကြီးလဲဗျာနားကွဲမထွက်တတ်ကိုကြဲတာဗျအတန်နဲ့ကြီးနဲ့ဘလို့ပြောရမှန်းကိုမသိတဲ့အတန်ကြီးပါဗျာတန်မုံတီးတန်တွေကလည်းအဆက်မပြတ်ကိုထွက်နေတာဗျဟောအင်းတရေကြီးကလှည့်ပြန်သွားပြီဟုကျုပ်တို့အိမ်ရှိကနေဖြတ်ပြီးတော့ပြန်သွားပြီဗျဟာစိတ်အော်တန်ပါလားစိတ်လေးတကောင်မချီမဆန့်အော်လိုက်တဲ့အတန်ဗျကျုပ်တို့တွေလည်းတန်မုံကိုအဆက်မပြတ်တီးရင်းနဲ့နားဆွင့်နေတာပေါ့ဗျာခဏနေတော့လူတန်တွေကျွတ်စီနဲ့ကြားလာရပြီဗျရွာထဲကိုလူတွေထွက်လာတဲ့ပုံပဲအော်တန်ကြီးကိုကြားလိုက်လားဟိကြားတာဗောကိုတို့ရဲ့ဘလို့အတန်ကြီးမှန်းကိုမသိပါဘူးဗျာကျုပ်ဖြင့်ကြက်သိန်းတွေကိုတဖြန်းဖြန်းထသွားတာဟာလေးလေးကိုစိန်ကကြက်သိန်းထယုံထတာဗျကင်းဆောင်နေတဲ့ငထွားရဲ့ညီအောင်ဘူးဆိုရင်သေးတွေတောင်ထွက်ကြကုန်တာတဲ့ဗျဟဲ့ဓာတ်ထက်နေပါအောင်ကွာစောစောကစိတ်အော်တန်လဲကြားလိုက်ပါတယ်ဘာဖြစ်တာတော့ဖိုးတော်ရဲ့စိတ်လေဗျာသူ့မိမနိုးမထွက်လို့ဆိုပြီးတော့မနေ့ကမှစိတ်တကောင်သွားဝယ်လာတာဗျအိမ်ရှိကကနဖျင်းတိုင်မှာစိတ်ကလေးကိုခြိထားတာအင်းတရေကြီးကစောင့်ဆွဲလို့ပါသွားတာတဲ့ဗျစိတ်ခြိထားတဲ့ကနဖျင်းလဲပြိုကျသွားတယ်ဗျဟေးစိတ်ပါသွားတယ်ဟုတ်လားဒီအတိုင်းဆိုရင်တော့တော်တော်ကိုစိုးရိမ်စရာဖြစ်နေပြီဟေ့ငါတို့ရွာတော့ပြက်သွားမှတော့စိုးရိမ်နေရတယ်ကွာအကြီးမဲ့ရွှေတို့ဝိုင်းရှိမှာလူတွေရက်ပြီးတော့စကားပြောနေကြတာဗျကျုပ်နဲ့ကိုပန်းဦးကပါလာတဲ့ငကားစီးပွားလေးကလေးကိုတောက်ရင်ငြိမ်ပြီးတော့နားထောင်နေကြတာပေါ့ဗျာရဲစခန်းကိုတော့တွားပြီးတော့အကြောင်းကြားနေတယ်ဗျမင်းရဲ့ရဲကရောတရဲကိုနိုင်ပါတဲ့လားဆန်အေးရဲ့ဟာကိုစိန်ကလည်းရဲကတရဲကိုမနိုင်မှန်းတော့သိတာပေါ့ဗျဒါပေမဲ့ဆန်အေးတည်တဲ့ကိစ္စကလည်းရှိသေးတယ်လေဗျာဩအေးဟုတ်သားပဲကွာဟုတ်တယ်ရွာသားတွေလည်းပြန်ပြီးတော့မအေးကြတော့ပါဘူးဗျာမနက်3 နာရီလောက်ကျတော့ရွာထဲကိုရဲသားတွေဝင်လာတယ်ဗျရာဇဝတ်အုပ်တယောက်လည်းပါလာတယ်အင်းတကြီးရဲ့အိမ်ကိုတန်းပြီးတော့သွားတာပေါ့ဗျာအဖြစ်အပျက်ကိုတေးသေးချာချာမေးပြီးတော့စံအေးရဲ့အလောင်းကိုမြို့ကိုတည်သွားတယ်ဗျပြီးတော့အင်းတကြီးမိသားစုကိုလည်းမြို့ကိုချက်ချင်းပြောင်းခိုင်းလို့ညာရင်းချင်းပဲပြောင်းသွားကြရတယ်အဲ့ဒါတွေကိုတော့မနက်မိုးလင်းမှပဲကျုပ်တို့ကသိရတာပေါ့ဗျာစံအေးရဲ့အလောင်းကိုလည်းဆေးရုံမှာစစ်ဆေးပြီးရင်မြို့မှာပဲတကြိုးမာတယ်ဗျအင်းတကြီးမိသားစုကတော့မြို့မှာလည်းအိမ်ဝယ်ထားကြတာဆိုတော့မြို့ကိုချက်ချင်းပဲတက်သွားကြတာပေါ့လေဒါပေမဲ့သူတို့ရဲ့အဖေအင်းတကြီးလုပ်ခဲ့တဲ့အင်းတရဲ့ကိစ္စကိုတော့စစ်ပင်ရွာသားတွေကဆက်ပြီးတော့ရှင်းရတော့မှာဗျစစ်ပင်အင်းတကြီးကဥထောင်နဲ့ကရင်လူမျိုးပဲဗျတော်တော်ကိုရိုးသားမဲ့ပုံပါပဲဗျာတကြီးကဥဆောင်ပြီးတော့ဆရာသွားရှာကြတယ်ဗျနေ့လေလောက်ရောက်တော့ရောင်တုံးကြီးထုံးထားတဲ့နှကမ်းမွေးကားနဲ့ဆရာကြီးတယောက်ပါလာတာဗျကျုပ်တို့အိမ်ရှိကနေဖြတ်ကျော်သွားတာဆိုတော့ကျုပ်ကသိလိုက်တာပေါ့ဗျာရွာထဲမှာလောက်ကင်နေတာတွေကိုဦးမိုးသီးရဲ့မိတ်ဆွေဦးဘဒူဆိုတဲ့လူကြီးကဦးမိုးသီးကိုလာပြောပြတာဗျဦးလေးဦးမိုးသီးကိုယ်တိုင်လည်းရွာထဲကိုသွားပြီးတော့မေးတာမျက်နှာလဲပါတာပေါ့လေညနေနေဝင်ကြီးတရောမှာတကြီးကဥဆောင်ပြီးတော့ရွာသားတချို့ကြက်ကောင်လုံးကျော်တွေထမင်းနေနဲ့ငါးကျော်တွေပါယူပြီးတော့အင်းကြီးတွေကိုသွားကြတယ်ဗျစစ်ပင်ရွာတကြီးပင့်လာတဲ့ဆရာကြီးကအင်းတရေကြီးကိုခေါ်ပြီးတော့တိတိကျကျကျွေးမွေးတယ်ဗျပြီးတော့အင်းတကြီးလည်းမရှိတော့တဲ့အကြောင်းသူ့မိသားစုလည်းဒီရွာမှာမရှိတော့တဲ့အကြောင်းတွေကိုအင်းတရေကိုပြောပြပြီးတော့သွားလို့ရွာကိုသွားနိုင်ပြီဖြစ်တဲ့အကြောင်းပြောပြတယ်တင်မြောက်ထားတဲ့ကြက်ကြော်တွေငါးကြော်တွေထမင်းတွေကမျက်စိအောက်မှာနေမဲ့ပျောက်သွားတာဆိုပဲဗျအဲ့ဒီအင်းတရေကျွေးတဲ့လူစုထဲမှာဥပဒူပါသွားတာဆိုတော့ဥပဒူလာပြောလို့ကျုပ်တို့ကသိရတာပေါ့ဗျာမိုးသီးရေတော်တော်တော့ကြောက်စရာကောင်းတာဟိငါနားထဲမှာကြက်ကြော်တွေငါးကြော်တွေကိုဝါးစားနေတဲ့အတန်ကြီးကိုကြားနေရတယ်လို့ထင်တာကွာအားလုံးကလည်းစားလို့ကုန်သွားရောဆရာကြီးကအင်းတရေကြီးကိုပြောတယ်ကွာရွာထဲမှာလည်းလူတွေအားလုံးထိတ်လန့်ကုန်တဲ့အကြောင်းလူ3 ယောက်လည်းတည်သွားပြီဖြစ်တဲ့အကြောင်းနောက်နောင်ကိုဒီလိုမလုပ်ဖို့နဲ့သူ့ကိုမွေးထားတဲ့အင်းတကြီးလှအေးကလည်းတည်သွားပြီဖြစ်လို့ဒီအင်းကြီးကိုစောင့်စရာမလိုတော့တဲ့အကြောင်းသွားလို့ရသွားပြီတော့လို့ပြောပြီးဆရာကြီးကသွားခိုင်းတာဟိအဲ့ဒီမှာတည်းမဲ့အင်းကြီးပြင်းတွေကဝုန်းဆိုတဲ့အတန်ကြီးမြင်သွားပြီးတော့အင်းတကြီးလှအေးရဲ့အင်းတဲကြီးကိုကင်လှုပ်တော့တာဟိတဲကြီးကတော့တွတ်ကိုခါနေတာကွာပြူကြတော့မလို့ကိုဖြစ်တာဟိရောင်ကြီးပွေဆရာကနောက်လှည့်ကြည့်ပြီးတော့ပြေးကြတော့မရတော့ဘူးလို့អော်လိုက်တော့တကြီးရောငါတို့ရောဘာပြောကောင်းမလဲကွာတဲပေါ်ကနေဆင်းပြေးပြီးတော့ရွာထဲအထိမနာတန်ပြေးကြတာကွာဟာဒါဆိုရင်အဲ့ဒီဆရာကြီးရောကြံခဲ့တာလားကွာဘယ်ကြံလိမ့်မလို့မိုးသီးယာသူကရှေ့ဆုံးကပြေးတာဟိ
ဘိုးဆန်ဖူရောအရေးမဲ့ရွှေရောကျုပ်တို့ရောရီလိုက်ကြရတာပြောမနေပါနဲ့တော့ဗျာဥပဒူကလည်းခေါင်းကြီးကိုအောက်ဆိုင်ပြီးတော့တွေးနေတယ်ဗျသူတို့ရွာသားတွေလည်းအကြံအိုက်ကုန်ကြပြီဗျဘာလို့လို့ရမှန်းကိုမသိရဗျညမိုးချုပ်သွားမှကိုအရန်ကြောက်နေကြတာတချို့ဆိုရင်ဒီရွာကပြောင်းရွှေ့သွားဖို့တော့တွေးနေကြပြီလို့ပြောတယ်ကဲမိုးသီးနဲ့ကိုဘတူမင်းတို့နှစ်ယောက်တကြီးစီကိုသွားကြကွာဟော်ဒီကငါတူတာတီကဒီကိစ္စတွေကျွမ်းကျင်တယ်လို့သွားပြောကြီးကဲတာတီကြီးရောက်တုံးရောက်ခိုက်ကူညီလိုက်ပါလူလေးရာဘိုးဆန်ဘူးကရုတ်တရက်ကြီးပြောလိုက်တော့ကျုပ်တောင်ကြောင်သွားတယ်ဗျဟာဟုတ်လားဗျကိုကြီးဆန်ဘူးစောစောကပြောကြရောပေါ့ဗျာဦးလေးမိုးသီးကပြောဆိုဆိုနဲ့တခါတည်းတကြီးအိမ်ကိုတန်းသွားကြတာဗျခဏနေတော့တကြီးကဆယ်အိမ်ကောင်းကိုလွတ်ပြီးတော့ကျုပ်ကိုခေါ်ခိုင်းနေဗျကျုပ်နဲ့ကိုပန်းဦးလည်းလိုက်သွားကြရတာပေါ့ဗျာစစ်ပင်ရင်တကြီးကတော်တော်ကိုသဘောကောင်းတဲ့လူဗျကရင်လူမျိုးမျိုးမောင်တာတေးဆိုတာဟောရီတငယ်ပဲတကြီးရဲ့ကျုပ်တို့ထိုင်လိုက်တာနဲ့ဦးလေးမိုးသီးကပြောတာဗျအေးမောင်တာတေးရေငါတို့ရွာတော့တော်တော်ကိုဒုက္ခရောက်နေပြီဟိမင်းတက်နိုင်ရင်ငါတို့ကိုကူညီပါကွယ်ဘာလို့အပ်လဲဆိုတာပြောပါမောင်တာတေးရဲ့ကျုပ်ကလည်းရှောင်မရတဲ့အဆုံးတော့ခေါင်းငိမ့်လိုက်ရတော့တာပေါ့ဗျာတကြီးရေမိုးကလည်းချုပ်နေပြီဗျခက်မြန်လောက်ကြမှာဖြစ်မယ်ကြက်တကောင်ကိုမြန်ချက်ရမယ်ပြီးရင်စံတပီထမင်းချက်ပြီးရင်တော့ငှပြောဘက်လည်းခုတ်ရမယ်ဗျအေးကောင်းပြီမောင်တာတီရေကျုပ်အခုချက်ချင်းပဲစီစဉ်လိုက်ပါမယ်တကြီးကကရင်လိုပြောပြီးတော့သူ့ရဲ့လူတွေကိုခိုင်းနေဗျကျုပ်နဲ့တော့အင်းတကြီးတွေအင်းနေအကြောင်းပြောတာပေါ့ဗျာမင်းစဉ်းစားတာကြည့်တော့မောင်တာတီရေဒီအင်းတကြီးတွေကတော်တော်ကိုလောဘကြီးတာကွာဒီရွာသားတွေကတခါတလေဟင်းစားလေးပါလေးပြက်လက်လို့အင်းကြီးထဲမှာငါးသွားဖမ်းကြတာကိုတရေမွေးထားပြီးတော့6လန့်လွတ်ကြတာကွအခုတော့ကိုယ့်အတက်ကိုစုပြီးတေကုန်ကြပြီလေတကြီးကစကားရက်လိုက်တဲ့အချိန်ကြမှာကျုပ်ကသတိရတော့တာဗျကျုပ်မှလည်းကျုပ်ရဲ့ချစ်သူလှရင်ဆုံးသွားကြတဲ့ကစိတ်ကကြောင်ချောက်ချာဖြစ်နေတာဗျအခုလဲမေ့နေတာသတိရလို့တော်သေးရပါဗျာဩတကြီးကျုပ်တခုပြောဖို့လိုသေးတယ်ဗျဟေးဘာတော့ကွယ်မောင်တာတည်းရဲ့လူလာပြောပါကျုပ်ကိုနတ်ဝင်တဲ့တယောက်ပါခေါ်ပေးရမယ်ဗျဟေးနတ်ဝင်တဲ့ဟုတ်လားရှိပါဗျာမပူပါနဲ့အစင်သင့်ကိုရှိတာဟိစောပွင့်နင်သွားပြီးတော့အင်းချခံလုပ်တဲ့မြဝင်းရဲ့မိန်းမနော်ရီအေးကိုခေါ်ခဲ့ငါခေါ်တာလို့ပြောခဲ့ကြားလားဟုတ်ကဲ့တကြီးစောပွင့်ဆိုတဲ့သူလဲနတ်ဝင်တဲ့နော်ရီအေးကိုခေါ်ဖို့ထွက်သွားလေရဲ့ဗျာည9 နာရီလောက်ရောက်တော့လူရာရီစုံပြီဗျကျုပ်ကငှပြောဘက်ကြီးနှစ်ရွက်ကိုဆက်လိုက်ပြီးတော့ထမင်းတုပ်ထုတ်တယ်ကြက်သားဟင်းကိုထမင်းပေါ်မှာလောင်းချတာပေါ့ဗျာထမင်းတုပ်တောင်းကိုစောပွင့်ကထမ်းတယ်ဗျတကြီးပါလိုက်လာတာဗျအားလုံး9ယောက်10ယောက်တော့ရှိမယ်ဗျကျုံနဲ့ကိုပန်းဦးပါဆိုရင်10ယောက်ပေါ့ဗျာစစ်ပင်ရင်ရွာရဲ့တင်းချိုင်းကုန်းကိုထွက်လာခဲ့ကြတယ်ဗျဂူအကြီးကြီးတစ်လုံးကိုရှာပြီးတော့ကျုပ်ကထမင်းထုတ်ဖို့ပြင်လိုက်တယ်နတ်ဝင်တဲ့နော်ရီအေးကိုဂူရှိမှထိုင်ခန်းပြီးတော့အစင်သင့်ပြင်ခိုင်းတာတယ်ဗျတင်းချိုင်းများစွာကိုပိုင်ဆိုးပါတဲ့တင်းချိုင်းရှင်မကြီးဗျာအရှိနေထွက်အနောက်နေဝင်တောင်တငါကွန်မြောက်တူဝန်အတွင်းတခင်မရှိရာရက်ကနေအမြန်ကြွခဲ့ပါထနောင်းကုန်းကကျုပ်တာတီပါတင်းချိုင်းရှင်မစစ်ပင်အင်းမှာခဏရောက်နေတာပါဗျာအခုချက်ချင်းကြွခဲ့ပါဗျာကျုပ်ကဒီကိုမလာခင်မျက်ကွင်းစိတ်ကွင်းလာခဲ့တာဗျဟောကြွလာပြီဗျဂူရီဘော်ကဖြတ်ပြေးလာတဲ့မဖေးဝါကိုကျုပ်တွေးနေရတယ်ဗျအရက်10ပေလောက်ရှိတဲ့တင်းချိုင်းရှင်မမဖဲဝါလေးဗျာဟာသူ့ရဲ့ခွေးကြီးလဲပါလာတာဗျဂူရီကြားမှာပါလာတာဗျမျက်လုံးနီနီကြီးတွေနဲ့ပါဇက်ကြီးဖျဲပြီးတော့ပြေးလာတာဗျနမတန်းတစ်ကောင်လောက်ရှိတဲ့ခွေးနဲ့ကြီးဗျဟောနော်ရီအေးရဲ့ကိုယ်ထဲကိုဝင်ပူးသွားပြီဗျနော်ရီအေးရဲ့တကူလုံးတုံပြီးတော့လက်ကြီးတွေလည်းကွေးကွေးကောက်ကောက်လှုပ်ပြီးထလာပြီဗျဂူဘော်ကိုခုန်တက်သွားပြီပြီးတာနဲ့စားတာဗျကျုပ်စောင့်နေတာဒီအချိန်ပေါ့ဗျာတင်းချိုင်းရှင်မကြီးဗျာစစ်ပင်အင်းကအင်းတကြီးမွေးထားတဲ့တရေကြီးကအရိုင်းစိတ်ဝင်သွားပြီးလူတွေတက်နေပါတယ်စစ်ပင်အင်းရွာထဲမှာလည်းဝင်ပြီးတော့တောင်းကျမ်းနေလို့လူတွေမှာမအိပ်ရဲမနေရဲတွေဖြစ်နေပါပြီကျုပ်တော်မှစကားမဆုံးသေးပါဘူးဗျာဟဲ့တာတီအဲ့ဒါကတရေမဟုတ်ဘူးတပတ်ကြီးဟဲ့တပတ်ကြီးတရေကြီးတော့တပတ်ဖြစ်တယ်ဟဲ့ဒီကောင်းကိုငါလှုပ်လို့မရဘူးငါနယ်ကအကောင်မဟုတ်ဘူးငါအကိုကွင်းမိုင်ကြီးလုံးမရမှာဟာဒါဆိုရင်မဖဲဝါကူညီပါဗျာအေးငါအကိုကွင်းမိုင်ကြီးကိုငါပင့်ပေးမယ်ငါပြောပေးမယ်ဒါပေမဲ့ကိစ္စပြီးတာနဲ့ငါအကိုကိုလည်းနင်ကျွေးမွေးတင်မြောက်ရမယ်ကြားလာတတ်တယ်ဟုတ်ကဲ့ပါတင်းချိုင်းရှင်မကြီးဗျာကဲတယောက်နှစ်ယောက်ပြန်ပြီးတော့ကြက်နှစ်ကောင်ကြော်ဗျာအရက်လဲနှလုံးသုံးလုံးယူခဲ့ပြီကွင်းမိုင်ကြီးကိုမြောက်ဖို့လေဗျာအေးစောပွင့်ကြော်အောင်ကိုခေါ်ပြီးတော့သွားကွာနှစ်နေရာခွဲပြီးတော့ကြက်ကိုမြန်ကြော်ခဲ့အရက်တော့ရှိတယ်မို့လားရှိတယ်တကြီးရေကျုပ်တို့အခုချက်ချင်းပဲသွားလောက်ခဲ့မယ်
မဖဲဝါကစားတောက်ပြီးတော့ဂူပေါ်မှာမတ်တက်ရက်ပြီးခေါင်းကိုအပေါ်မော့ထားတယ်ဗျမြင်နေရတာကတော့နော်ရီအေးကြီးပေါ့ဗျာမဖဲဝါကအတန်ဆူးဆူးဝါးဝါနဲ့អော်တယ်ဗျဟာလာပြီဗျို့ကွင်းမိုင်ကြီးလာပြီအောင်မလီကျုပ်ဖြင့်ကွင်းမိုင်ကြီးကိုဒီတစ်ခါပဲမြင်မှုတာဗျကျုပ်ဖြင့်ကြာကြာမကြည့်ရဲလို့မျက်နှာကိုလွှဲပြစ်လိုက်ရတာဗျို့အရက်ကြီးကပေ20လောက်ရှိတယ်ဗျမဖဲဝါနဲ့နှိုင်းကြည့်ရင်မဖဲဝါကမပြောပါတော့ဘူးပေါ့ဗျာပစိုးကွက်တုံကြီးဝတ်ထားတယ်ဗျသပင်ကလည်းဖားရကြီးချထားတယ်မျက်နှာကြီးကိုပါဖုံးနေတာဗျို့သပင်အောက်မှာတစ်ချက်မြင်လိုက်ရတဲ့မျက်လုံးကြီးတွေကဟင်းပကံကြီးလေးလောက်ကိုရှိတယ်ဗျနီးရဲနေတာဗျို့မျက်လုံးကြီးတွေနဲ့လူတွေကိုလိုက်ကြည့်တယ်စစ်ပင်အင်းကလူတွေရောကိုပန်းဦးရောကွင်းမိုင်ကြီးကိုမမြင်ကြလို့ပေါ့ဗျာမြင်များမြင်ရရင်ဒီနေရာမှာနေမဲ့အသက်ထွက်သွားနိုင်တယ်ဗျဟောမဖဲဝါကနော်ရီအေးရဲ့ကိုယ်တွေကထွက်သွားပြီဗျို့နော်ရီအေးကတော့ဂူပေါ်မှာခွေကနေလဲကျသွားတယ်ဗျကိုပန်းဦးကိုကျုပ်ကလက်ပြလိုက်တော့ကိုပန်းဦးနဲ့ရွာသားတယောက်နဲ့ပြေးသွားပြီးတော့နော်ရီအေးကိုလှုပ်နှုံနေကြတယ်နော်ရီအေးကတတိယလာပြီဗျို့ကျုပ်ကတော့ကွင်းမိုင်ကြီးနဲ့သူ့နှမမဖဲဝါကိုမျက်ခြေမပြတ်စောင့်ကြည့်နေရတာပေါ့ဗျာမဖဲဝါကသူ့အကိုကိုပြောပြနေတဲ့ပုံပဲဗျသူ့အကိုကခေါင်းကြီးညိတ်ပြီးတော့အင်းဘက်ကိုလှည့်ကြည့်တယ်ဟာမဖဲဝါကြီးပြန်သွားပြီဗျို့သူ့ရဲ့ခွေးကြီးလည်းလိုက်သွားပြီဗျကွင်းမိုင်ကြီးကအင်းဘက်ကိုခြေလမ်းကျဲကြီးနဲ့ရှောက်ပြီးတော့သွားနေပြီကျုပ်ကအားလုံးကိုစကားမပြောကြဖို့သတိပေးပြီးခက်လန်းလန်းကနေလိုက်ခဲ့တယ်ဗျဟိုလူတွေကတော့ဘာမှလည်းမမြင်ရတော့ဘူးမသိဘာမသိနဲ့လိုက်လာကြရတာပေါ့ဗျာကျုပ်ရဲ့နောက်မှာတော့စစ်ပင်ရွာတကြီးလိုက်ပါလာတယ်ဗျပြီးတော့ကိုပန်းဦးပေါ့ဗျာတကြီးကွင်းပိုင်မြောက်မဲ့ပစ္စည်းတွေကိုစစ်ပင်အင်းကိုယူခဲ့ဖို့တယောက်လွတ်ပြီးတော့ပြောလိုက်ဗျာမြန်လဲလောက်ခိုင်းအောင်ဗျအေးငါပြောလိုက်မယ်ဟိဟက်ကောင်ငပြူမင်းလိုက်သွားကွာမြန်လုတ်ပြီးတော့အင်းထဲကိုယူခဲ့လို့ပြောလိုက်မင်းလဲလိုတာကိုကူလုတ်ပေးလိုက်ကြားလားဟုတ်ကဲ့တကြီးငပြူးဆိုတဲ့လူလဲလိုက်သွားပြန်ပြီဗျကွင်းမိုင်ကြီးရဲ့အရက်ကြီးကအိမ်ကြီးကိုကြော်ထွက်နေုံနဲ့မကဘူးဗျို့တစ်ပင်တွေကကြော်နေတာရောက်ပြီဗျို့စစ်ပင်အင်းကိုရောက်ပြီဗျကွင်းမိုင်ကြီးကသူ့ရဲ့ညာဘက်လက်ကြီးကိုရှေ့ဘက်ကိုဆန့်ထုတ်ပြီးတော့အော်နေတယ်ဟာဟိုမှာအင်းတရေကြီးကစစ်ပင်ကြီးပေါ်မှာထိုင်နေတာဗျကွင်းမိုင်ကြီးခေါ်လိုက်တော့မှစစ်ပင်ပေါ်ကနေအင်းထဲကိုခုန်ချတာဗျို့ခုန်ချလိုက်တဲ့အတန်ကိုတော့ကျုပ်တင်မကဘူးအားလုံးကြားကြရတာပေါ့ဗျာအကုန်လုံးပဲလန့်သွားကြတယ်ဗျဦးလေးဦးမိုးဒီနဲ့ဥပဒူတို့ဆိုရင်မတိမတာနောက်ကိုဆုတ်သွားကြတယ်ဗျို့ဟာအင်းတရေကြီးကပြေးပြီဗျို့ရေပေါ်မှာကိုပြေးနိုင်တာဗျအင်းရေပြင်ကြီးပေါ်မှာပြေးတာဗျို့ဟာလိုက်ပြီဗျပစိုးကွက်တုံးကြီးနဲ့ကွင်းမိုင်ကြီးကလည်းရေပေါ်မှာပြေးပြီးတော့လိုက်တာအင်းတရေကြီးပြေးတဲ့နှုံနဲ့ကွင်းမိုင်ကြီးပြေးတဲ့နှုံကတော်တော်ကိုကွာတာဗျချက်ချင်းကိုမိသွားတာပေါ့ဗျာရိုက်ပြီဗျို့ဇက်တိုက်ကိုရိုက်တာဗျအင်းတရေကြီးကမချိမဆန့်ကိုအော်နေရဗျို့ပြီးတာနဲ့ကွင်းမိုင်ကြီးကအင်းတရေကြီးကိုဆွဲခေါ်လာတယ်ဗျသပင်ကနေဆွဲခေါ်လာတာဗျို့အင်းကောပြီးတော့ကျုံးပေါ်တဲ့နေရာကိုရောက်တော့အင်းတရေကြီးကကွင်းမိုင်ကြီးရှေ့မှာဒူးကြီးထောက်ပြီးတော့ထိုင်နေတယ်ဗျခေါင်းကြီးကိုလည်းငုံထားတယ်ကွင်းမိုင်ကြီးကအင်းတရေကြီးကိုဘာတွေပြောနေလဲဆိုတာတော့မသိဘူးပေါ့ဗျာလာကွေးကွေးလေးကမှုံလေးတာနေလို့သာကျုပ်ကတွေးနေရတာဗျဟောအင်းတရေကြီးကထပြီဗျို့ကွင်းမိုင်ကြီးကအနောက်ဘက်ကိုလက်ညှိုးကြီးထိုးပြနေတယ်ဗျအင်းတရေကကွင်းမိုင်ကြီးလက်ညှိုးထိုးပြတဲ့ဘက်ကိုလှည့်ကြည့်တယ်ဟာပျောက်သွားပြီဗျို့တရွာလုံးကိုတုံလုံး၆ချောင်းအောင်လုပ်တဲ့အင်းတရေကြီးကတော့သွားပြီဗျကွင်းမိုင်ကြီးကကျုပ်တို့ဘက်ကိုတစ်ချက်လှည့်ကြည့်တယ်ဒါမှဒုက္ခပဲဗျို့သူ့ကိုတင်ဖို့မြောက်ဖို့တွေကအခုထိရောက်မလာသေးဘူးဗျကျုပ်လဲလန့်သွားတာပေါ့ဗျာကွင်းမိုင်ကြီးကကျုပ်ကိုကြည့်နေတယ်ဗျကျုပ်သိတယ်ဗျို့အဲ့ဒီအချိန်မှာပဲအတန်ကြားလိုက်ရတယ်ဗျဟောစောပွင့်တို့လာပြီဟိတကြီးអော်လိုက်တဲ့အတန်ကိုကြားလိုက်တော့မှကျုပ်ရင်ထဲကအလုံးကြီးကျသွားတော့တာဗျို့လာဗျို့စောပွင့်လာဟိုမှာအင်းတကြီးဦးလာရဲ့အင်းတဲကြီးတွေကခုံတလုံးတက်ယူဗျာဟုတ်ပြီကျုပ်သွားယူမယ်ဗျငပြူးဆိုတဲ့လူကပြေးပြီးတော့အင်းတဲကြီးဘော်ကိုတက်သွားတယ်ပြီးတာနဲ့စပွဲကုံတလုံးယူလာတယ်ဗျကျုပ်ကလည်းစားပွဲတောက်ပွဲကိုချက်ချင်းပဲပြင်လိုက်တယ်ကြက်ကောင်လုံးကျော်နှစ်ကောင်ကိုငပြောဘက်ခင်းပြီးတော့ပြင်လိုက်တယ်ချက်အရက်က3ပလင်းဗျအားလုံးကိုအဖုံးဖွင့်ထားလိုက်တယ်ပြီးတာနဲ့လူတွေအားလုံးကိုဝေးဝေးစုံနေဖို့ပြောလိုက်တယ်ဗျတင်းချိုင်းရှင်မကြီးမဖဲဝါရဲ့အကိုကွင်းပိုင်တခင်ကြီးဗျာစားဖို့တောက်ဖို့ကြွခဲ့ပါဗျာကျုပ်ကကွင်းပိုင်ကြီးကိုပင့်လိုက်တယ်ဗျဟာချက်ချင်းကိုရောက်လာတာဗျို့စားပြီဗျကြက်တကောင်ကိုအားရပါရကိုစားတော့တာဗျို့ဟောပလင်တလုံးကိုဆွဲပြီးတော့မော့ပြီဗျို့ကြက်ကောင်ကြီးကိုဝါလိုက်အရက်မော့လိုက်နဲ့ကြက်နှစ်ကောင်နဲ့ရက်3ပလင်းကုန်တော့မှကွင်းပိုင်ကြီးကကျုပ်ကိုတစ်ချက်စိုက်ကြည့်တယ်ဗျပြီးတော့မှနောက်ကိုခြာကနေလှည့်လိုက်တယ်ဟာပျောက်သွားပြီဗျို့ကဲတကြီးရေစစ်ပင်အင်းရွာကြီးကတော့အန်ရယ်ကင်းသွားပြီဗျို့
အင်းတရေကြီးကိုကွင်းမှန်ကြီးကမောင်းထုတ်လိုက်ပြီဗျသွားပြီကျုပ်ရဲ့မျက်စိနဲ့ကိုတက်အပ်မြင်တာဗျဟာမောင်တာဒီမင်းကအဲ့ဓာတွေကိုမြင်နိုင်တဲ့အစွမ်းရှိတယ်ဟုတ်လားကွတကြီးကတန်အတော်နဲ့မေးတယ်ဗျကျုပ်ကလည်းသူတို့ကိုအသေးစိတ်မပြောချင်တော့တာနဲ့ဟုတ်တယ်တကြီးရဲ့ကျုပ်မြင်ရတယ်လို့ပဲပြောလိုက်တာဗျဒီတော့သူနဲ့ပါလာတဲ့စစ်ပင်ရွာသားတွေကဝမ်းသာအားရနဲ့ကျုပ်ကိုကြည့်ကြတာပေါ့ဗျာကျုပ်တို့ရွာထဲကိုပြန်ရောက်တော့တကောင်းကျုံနေပြီဗျရွာထဲမှာဒီတရင်ကညာရင်းချင်းပြန့်သွားတော့မယ်ဆိုတာကျုပ်ကတော့အတက်တီးပြီးသားပေါ့ဗျာစာရေးဆရာတာတီရဲ့မဖဲဝမနိုင်တဲ့တရေကြီးဇလံကတော့ဒီမှာရင်ပဲပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေခင်ဗျာနောက်ထပ်စိတ်ဝင်စားစရာတရေဇလံတွေကိုလည်းကျွန်တော်ရဲ့ channel ထဲမှာဝင်ရောက်နားဆင်နိုင်ပါတယ်ခင်ဗျာအားလုံးပဲအိမ်မက်လှလှမှတ်နိုင်ကြပါစေ